ဒီနေ့လူကြီးမင်းတို့ကိုကျွန်တော်မိဖို့လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ဒီမိဖို့ကလူကြီးမင်းတို့နေ့စဉ်အသုံးပြုနေတဲ့မိဖို့တွေနဲ့လုံးဝမတူညီပဲနဲ့လုံးဝကွဲပြားခြားနားနေတဲ့မိဖို့လေးပဲဖြစ်တယ်ဒီမိဖို့လေးอ่ะဆိုရင်တော်တော်လေးကို quality ကောင်းတယ်တော်တော်လေးကိုလှတယ်ဒီဇိုင်းမိုင်းကိုသူ့ရဲ့ color ကိုတော်တော်လှတယ်သူ့ရဲ့ brand ကတော့ 81 electronic brand ဖြစ်တယ်မြန်မာနိုင်ငံမှာလည်းနာမည်ကြီးပြီးသား brand ဖြစ်တယ် brand ကြီးကလည်း wire ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီပစ္စည်းဝယ်ယူပြီးအသုံးပြုမယ်ဆိုရင်တေချာပေါင်းလုံးဝအဆင်ပြေစေရမယ် warranty လည်းကောင်းမွန်တယ်ပစ္စည်း quality ကလည်းကောင်းမွန်တယ်အဲ့ဒီတော့ကိုအမြန်ဆုံးဝယ်ယူဖို့လည်းကျွန်တော်ဖိတ်ခေါ်တယ်ဒီမီးဖို့နဲ့ပတ်သက်ပြီးဘယ်လိုအသုံးပြုရမလဲသူ့မှာဘာတွေပါဝင်သလဲဒါတွေကိုကျွန်တော်ဗီဒီယိုလေးထဲမှာပြောပြပြီးသွားမယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်ကြရအောင်ဒီမီးဖို့မှာဆိုရင်ကြော temperature ကိုအရင်ဆုံးမြင်တွေ့ရမယ်ထင်ထင်ရှားရှားလေးဒီ temperature ဆိုရင်သူ့မှာအဆင့်3ဆင့်ရှိတယ်ကျွန်တော်တို့ဒုတိယပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်ဆိုပြီး3ဆင့်ရှိတယ်ဒီအရတို့လှည့်လိုက်အောင်ပဲနံပါတ်1ကလည်းတော်တော်လေးပူတယ်ဒါပေမဲ့နံပါတ်1မှာဆိုရင်ကျွန်တော်တို့အရင်အပူနဲ့တိုက်လို့မရတဲ့အဝတ်စားတွေအထည်တွေကိုတိုက်ဖို့ပေါ့နော်ကျွန်တော်တိုက်တွန်းနေတယ်နံပါတ်1ကတော့သူကအပူတော့ပြော့တယ်နံပါတ်2ဆိုရင်အပူပြင်းလာတယ်နံပါတ်3ဆိုတော့ဂျင်းတွေတော့အထူတဲ့အဝတ်စားတွေကိုကျွန်တော်တို့ကောင်းကောင်းတိုက်လို့ရမယ်လုံးဝပြတ်နောက်တစ်ခုကသူကရေငွေ့နဲ့တိုက်ရတာဖြစ်တဲ့အတွက်ဒီအောက်မှာသူကရေငွေ့ထွက်တဲ့အပေါက်ကိုပါတယ်ရေငွေ့ထွက်တဲ့အပေါက်လေးပါတယ်ရေကဘယ်လိုထည့်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီအဖုံးလေးကိုကလတ်လိုက်ဒီထဲမှာသူ့မှာပါဝင်တဲ့ဒီခွက်လေးရှိတယ်ဒီခွက်လေးထဲမှာထည့်ထားတဲ့ကျွန်တော်တို့ mask ဆိုပြီးပြထားတယ်အများဆုံးဒီကြည့်ဦးထည့်ပြီးတော့ဒီဟာလေးကိုဒီထဲထည့်လိုက်မယ်ဆိုရင်အဆင်ပြေတယ်ဒီလိုခွက်မျိုးနဲ့ရေလေးကိုချိန်ထည့်ပြီးပါကျွန်တော်အပြားနဲ့ရေဘူးတွေနဲ့ထည့်ရင်အပြိုရေရှမ်းတာတွေအပြိုရေဖိတ်တာတွေပါစက်ထဲကိုကျွန်တော်တို့ရင်ဝင်တဲ့အခါမျိုးမှာလူကြီးမျိုးတို့အတုံးကြီးလူကြီးမျိုးတို့အတွက်လည်းအန္တရာယ်ဖြစ်စေနိုင်တယ်အဲ့ဒီအတွက်ဒါလေးကိုတော့ရှောင်ရှားပြီးပါတော့ဒီဟာလေးနဲ့ရေလေးထည့်မယ်ထည့်ဖို့ကကျွန်တော်တို့ကြက်ပိတ်လိုက်အောင်ပဲကျွန်တော်တို့ရေငွေ့ကိုဘယ်လိုထုတ်လဲလွဲတယ်ဒါလေးကကျွန်တော်တို့ဒီဟာလေးကိုလက်ကင်လေးမှာပဲဒီမှာခလုတ်လေးပါတယ်ဒီခလုတ်လေးကိုကျွန်တော်နှိမ့်ပြီးတော့တိုက်ပေးလိုက်အောင်ပဲရေငွေ့လေးထွက်မယ်ကျွန်တော်တို့ရေငွေ့မီးဖို့ပဲဖြစ်တယ်လူကြီးမျိုးတို့လည်းအိမ်မှာအတုံးပြုနေကြရေငွေ့မီးဖို့တွေလည်းရှိမယ်အဲ့တော့လူကြီးမျိုးတို့လည်းထွေထူးခတ်ထဲမှာတော့မဟုတ်ဒါပေမဲ့သူကဒီဇိုင်းတော်မိုက်တယ်သူ့ရဲ့ top ရှိလာတဲ့ဒီဇိုင်းလေးကဘာနဲ့မှမတူဒါကတော့သူ့ရဲ့ဟိုရာလေးကျွန်တော်တို့ဟိုတိုက်ပြီးသွားရင်ဒီလိုလေးထောင်ထားလိုက်အောင်ပဲတော်တော်လေးကိုလှတယ်နောက်ကသူ့မှာဘာတွေပါဝင်လဲဆိုတော့သူ့ရဲ့ filter လေးပါတယ်ဒါတွေဆိုရင်ဒီဇိုင်နာသမားတွေ fashion artist fashion designer သမားတွေအတွက်အရင်အဆင်ပြေတဲ့မီးလို့ဒါကျွန်တော် fashion designer သမားတွေကိုအဓိကညှို့မိကျင်တယ်သူတို့တော်တော်လေးကိုအဆင်ပြေတဲ့မီးလို့ဘာရလဲဆိုတော့သူ့မှာပါဝင်တဲ့ filter ကျွန်တော် fashion designer တွေအတွက်ကောကျွန်တော်ဒီအထည်ပိုင်းသုံးအတွက်ကောအဲ့ဒီမှာဖုံးနေပါတင်နေမှာကိုသူ့က brush လေးပါဒီ brush နဲ့သူ့ရဲ့အပူချိန်နဲ့ပေါ့နော်ကျွန်တော်တို့ဒီအမိုက်တွေကိုလုံးဝဖယ်ရှားပြီးလို့ရတယ်ဒါတော့သူ့ရဲ့ filter လေးပါဒီ filter လေးကိုကျွန်တော်တို့ဒီလိုမျိုးလေးဖိတက်ပြီးရုံပဲဘာလို့ကျွန်တော်တို့ဒီကတော့သူခလုတ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးလေးဖိတက်ပြီးလိုက်အားဆိုရပါကဲချွတ်မယ်ဆိုရင်တော့ဒီမှာပါဝင်တဲ့ခလုတ်လေးကိုနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ရင်လည်း filter လေးကကျွတ်ဒါတော့အမိုက်တွေရှင်းတဲ့ filter ဒီဖုံကြီးစပင်တွေဒါတွေကိုဒါ clean လေးလုပ်ပြီးတဲ့ filter ပြီးနောက်တစ်ခုဒီ filter လေးကြတော့ကျွန်တော်တို့ဖုံမှုအသေးအမွှားလုံးဝဖုံအသေးအမွှားလေးကိုဒါလေးနဲ့ဒီ brush လေးနဲ့တိုက်ပြီးတော့ချွတ်လို့ရပါတယ်ဒါလေးကဆိုရင်တော်တော်ပြောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့ဆန်းပြီးသွားဆန်းလို့ရဆိုတော့ကျွန်တော်လူကြီးမင်းတို့ညွန်ပြကျွန်တော်ကိုယ်တိုင်လည်းခုနကထိုင်ဆန်းပြထားတယ်ဒီလိုကျွန်တော်ဒီမီးကိုလေးအသုံးပြုတဲ့ဗီဒီယိုလေးကိုကြည့်နေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုရဲ့ comment အောက်မှာအသုံးပြုပေးပါအသုံးပြုပြီးရိုက်
ရိုက်ပြပြီးတဲ့ဗီဒီယိုကြည့်ကျင်တဲ့ဆိုပြီးတော့မှတ်မိပါကျွန်တော်ဗီဒီယိုနဲ့တကွာပြန်လာခဲ့ပြီးပါမယ်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ဆက်ကြရအောင်ဒါလေးရတယ်အခုန filter အတိုင်းပဲကျွန်တော်တို့ထည့်ရုံပဲ point ချုပ်ကြတာလည်းဒီ cloud လေးကိုနှိပ်ပြီးချုပ်ရုံပဲအဲ့တော့ဒီနည်းကထွေထူးထူးအများကြီးညွှန်ရမရှိဘူးဆိုတာကသူ့ရဲ့လုံဆောင်ချက်နဲ့ပတ်သက်ပြီးတော့သူ့အသုံးပြုတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ထွေထူးထူးအများကြီးမရှိအရန်လွယ်ကူတယ်အရန်ရိုးရှင်းတဲ့အတွက်ကိုလူကြီးမင်းတို့အနေနဲ့ကျွန်တော်အမြန်ဆုံးကျွန်တော်တို့ရှိမှလာရောက်ဝယ်အားပေးဖို့ကျွန်တော်ဖိတ်ခေါ်တယ်ဒီပစ္စည်းလေးမှာကျွန်တော်တို့ဒါဆိုရင် user manual ဖြစ်တယ်ဒါဆိုရင် user manual ဖြစ်တယ်YouTube မင်းတို့အနေနဲ့လည်းဒီပစ္စည်းဒီ user manual စာအုပ်ထဲမှာအသေးစိတ်ဖတ်ပြီးတော့လေ့လာနိုင်ပါတယ်ဒါကတော့သူ့ရဲ့ပုံစံလေးပါတော်တော်လေးလှတယ်ဈေးနှုန်းကလည်းတော်တော်လေးတက်တာတယ်အရင်လည်းထင်မိပါပြီအဲ့တော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒါ81 electronic brand ဖြစ်တယ်ဝယ်ယူခြင်းနဲ့ဆိုရင် Samrata ဟု showroom center ကြီးမှာလာရောက်ဝယ်ယူအားပေးနိုင်တယ်လို့ကျွန်တော်တို့ရဲ့ Samrata ဟု Facebook page messenger ကနေပြီးတော့လည်းလာရောက်စုံစမ်းမေးမြန်းဝယ်ယူအားပေးနိုင်ပါတယ်ကျွန်တော်ဒီ TikTok ချက်ပေါက်ကနေပြီးတော့လည်းစုံစမ်းမေးမြန်းဝယ်ယူအားပေးနိုင်တယ်ကျွန်တော်ဒီ video ရဲ့အောက်မှာ Viber hotline phone number လေးထည့်ပေးထားပါမယ်အဲ့ phone number မှာဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ရန်ကုန်မြို့ထဲဆိုရင်အရန်ဝေချီစနစ်နဲ့ပို့ဆောင်ပြီးတယ်။နေရာမှာယူခြင်းနဲ့ဆိုရင်ငွေလေးတော့ကြိုလွှဲပေးရပါမယ်။ကျွန်တော်တို့ gate အထိကိုအရောက်ပို့ဆောင်ပေးပါတယ်။ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုသိရှိခြင်းမှာကကျွန်တော်တို့ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်။ကျွန်တော်တို့ဘက်ကနေပြီးတော့အကောင်းမွန်ဝန်ဆောင်မှုတွေနဲ့ဖြည့်ချပေးပါမယ်။ After service ကောင်းမွန်တာကြောင့်ဝယ်ယူသူလိုက်စိတ်ချမ်းသာစေရန် Samrata ဟုပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွင်ဝယ်ယူပါလို့တိုက်တွန်းပြတယ် Customer satisfaction is our future ကျွန်တော်ကတော့ Samrata ဟုကကိုကျော်နိုင်ဝင်းပဲဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်လက်တွေ့ဆုံသွားပါမယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်